စခွန်ရာဇူတုံးကဥရောပတိုက်မှာစစ်ပွဲတွေဘလောက်ပြင်းထန်ခဲ့တယ်လဲဆိုတာသင်မြင်ရောင်ကြည့်နိုင်ပါတယ်။ဆွီဒင်နိုင်ငံရဲ့ဝင်ရောက်ဆွတ်ဖက်မှုကြောင့်နှစ်30စစ်ပွဲရဲ့ထိတ်လန့်စရာအဖြစ်အပျက်တွေပေါ်ပေါက်လာခဲ့ပါတယ်။စစ်တပ်တွေဟာကျူးကျော်နေမြေတွေကနေရနိုင်သမျှကိုလူရက်သိမ်းပိုက်ပြီးငွေပေးချီထားတဲ့ကြီးစားစစ်သားတွေနဲ့ဖွဲ့စည်းထားတာများပါတယ်။သူတို့ဟာနေမြေတစ်ခုလုံးကိုပြောင်းရှင်းအောင်လူရက်ဖျက်ဆီးပြီးမှဆက်ပြီးတိုက်ခိုက်ကြပါတယ်။ဒီလိုပြင်းထန်တဲ့စစ်ပွဲတွေကြားထဲကနေစစ်ပွဲသမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့ခေါင်းဆောင်တဦးရဲ့နီးပြူဟာတွေကဘလို့လဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့ဒီအချိန်တုန်းကစစ်တပ်အများစုဟာစပိန်နီးစနစ်ကိုအခြေခံပြီးဖွဲ့စည်းထားတာကိုတင်သတိထားမိမှာပါ။ဒီနီးစနစ်ဟာတက်ရှီယိုလို့ခေါ်တဲ့စတူရန်ပုံစံဖွဲ့စည်းမှုကြီးကိုအသုံးပြုပါတယ်။လှန်ကင်တပ်သားတွေနဲ့မီးတနက်ကင်တပ်သားတွေပါဝင်ပြီးမြင်းတပ်သားတွေကကင်းထောက်တာနှောက်ယှက်တာဒါမှမဟုတ်အချိန်ကိုက်တိုက်ခိုက်တာတွေလုပ်ပါတယ်။အမြောက်တပ်ရင်းတွေကလည်းဖြည့်ဆွက်ပေးပါတယ်။မီးတနက်တွေဟာအစုလိုက်အပြုံလိုက်ပစ်ခတ်ရင်အားကောင်းပေမဲ့တဦးချင်းစီပစ်ခတ်ရင်တော့မတိကျပဲကြည်ဖြစ်ရနေပါတယ်။မြင်းတက်ရဲ့အန်တရေကိုလည်းမီးတနက်ကင်တပ်သားတွေကကြုံတွေ့ရတတ်ပြီးသူတို့ကိုကာကွယ်ဖို့အတွက်တန်မာတဲ့လှန်ကင်တပ်သားအဖွဲ့တွေလိုအပ်ပါတယ်။ဒီစပိန်နီးစနစ်ကရာစုနှစ်ပေါင်းများစွာလွှမ်းမိုးခဲ့ပေမဲ့မကြာသေးခင်ကတော့ပြောင်းလဲလာဖို့အကြောင်းဖန်လာခဲ့ပါတယ်။ စစ်ပွဲရဲ့သဘောတဘာဝတွေဟာတဖြည်းဖြည်းပြောင်းလဲလာတာကိုသင်ခန်းစာမိနိုင်ပါတယ်။ Dutch စစ်ပညာပုံစံကနေထွက်ပေါ်လာတဲ့တိုင်ရင်လို့ခေါ်တဲ့ခြေလင်တပ်ဖွဲ့အသစ်တွေဟာပိုပြီးတင်းငယ်ပြီးနှက်ဆိုင်မှုနည်းပါတယ်။သူတို့မှာမီးတဲ့နဲ့အချိုအစားပိုများပါတယ်။ဒီအချက်ကသူတို့ကိုကြန့်ခိုင်မှုနည်းစေပေမဲ့ပိုပြီးပြောင်းလဲပင်လျက်ရှိစေကလှုပ်ရှားမှုမြန်ဆန်စေပြီးပုံမပြင်းထန်တဲ့ဂျေဆန်မိုးတွေကိုဖန်တီးနိုင်ပါတယ်။ဒါအပြင်အမြောက်တပ်တွေကိုစစ်တပ်တစ်ခုလုံးနဲ့ပေါင်းဆက်ဖို့တွန်းအားပေးမှုတွေလည်းရှိလာပါတယ်။ဒီလိုပြောင်းလဲလာတဲ့အခြေအနေမှာဘယ်လိုခေါင်းဆောင်ကဒီနီလန်အတစ်တွေကိုပုံမထိရောက်အောင်လုပ်ပြမလဲဆိုတာမိတ်ဆွေစဉ်းစားမိမှာပါ။ဒီလိုအချိန်မှာ Gustavus Adolphus ဟာဒီစနစ်အသစ်တွေကိုစောစည်းစွာလက်ခံကျင့်သုံးပြီးပုံမပြည့်စုံအောင်လှုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။သူရဲ့ရဲရင်ပြီးစမ်းသစ်တဲ့နီးပြူဟာတွေကတက်ခွဲငယ်လေးတွေမီးသနက်အများပြားနဲ့ပေါင်းဆက်ထားတဲ့ပေါ်ပါတဲ့အမြောက်တပ်တွေကိုအသုံးပြုပါတယ်။ဒီအချက်တွေကြောင့်သူ့ရဲ့စစ်တပ်ဟာအံ့ဩစရာကောင်းလောက်အောင်မြန်ဆန်ပြီးလှုပ်ရှားမှုကောင်းမွန်ကအရွယ်စားတူစစ်တပ်တွေထက်သီးဆုံးမှုနှုန်းပိုများစေပါတယ်။ဒါအပြင်သူဟာခေတ်သစ်စစ်ပညာရဲ့ဖခင်အဖြစ်နာမည်ကျော်ကြားခဲ့ပါတယ်။ Karl von Clausewitz နဲ့ Napoleon Bonaparte တို့လိုပုဂ္ဂိုလ်ကြီးတွေကတော့သူ့ကိုသမိုင်းတစ်လျှောက်အကြီးအကျယ်ဆုံးစစ်ခေါင်းဆောင်တွေထဲကတဦးအဖြစ်ချီးကျူးခဲ့ကြပါတယ်။1631ခုနှစ်နွေရာသီမှာသူ့ကိုဘယ်သူမှရပ်တန့်နိုင်တော့မဲ့ပုံမပေါ်ခဲ့ပါဘူး။ Gustavus Adolphus ဟာစစ်ပွဲရဲ့နီးပြူဟာတွေကိုပြောင်းလဲခဲ့တဲ့စစ်ခေါင်းဆောင်တဦးဖြစ်ပါတယ်။သူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုတီထွင်ဖန်တီးနိုင်မှုနဲ့အခြေအနေတွေကိုအမြဲတမ်းလိုက်လျောညီထွေပြောင်းလဲနိုင်စွမ်းဟာဒီခေတ်စီးပွားရေးလောကမှာလည်းအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်တွေပါပဲ။ဒီလိုမျိုးသမိုင်းကိုပြောင်းလဲခဲ့တဲ့ခေါင်းဆောင်မှုနီးလန်းတွေအကြောင်းပိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်ပြီးစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ဒီလိုအတွေးအခေါ်မျိုးတွေကသင်ရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းမှာလည်းအထောက်အကူဖြစ်စေမှာအမှန်ပါပဲ။